皆さんこんにちは YouTube မှာဗီဒီယိုလေးတွေမှတင်တာနည်းနည်းကြာသွားတယ်ပေါ့နော်ဒီကြားထဲမှာမအားတာနဲ့ပါနေမို့လို့ပါpostcard လေးတော့တင်ထားတယ်ပေါ့နော်ခိုင်ဝါလေးကျင်းကျင်တဲ့အတွက် postcard လေးတင်ထားရတယ်အားပေးကြပါအောင်လို့ပြောချင်ပါတယ်ဒီနေ့မှာတော့ခိုင်ကော့ဂျပန်ပိုင်းစိတ်မီနင်းလေးကိုရှင်းပြမှာဖြစ်ပါတယ်တက်တော့မှာတော့ပုံတင်ထားပြီပေါ့နော်YouTube မှာတော့ရှင်းပြတဲ့ဗီဒီယိုလေးတင်မယ်ပေါ့ရှင်းပြတယ်ဆိုတာတူလိုက်ကြက်တယ်ပေါ့နော်ဟုတ်ပြီနော်ဒါဆိုစိတ်မီနင်းကဒီဟာလေးတွေဒီအလိမ်မာတင်တာလေးတွေရရင်လုံလောက်ပါတယ်เนาะဂျပန်မိုင်းအောင်ဖို့အတွက်တေချာပေါက်လုံလောက်ပါတယ်စိတ်မင်းကဘယ်လောက်မှမရှိပါဘူးတမျက်နှာနာမည်3 4 5 6ဒီလောက်ပဲ6မျက်နှာလောက်ပဲရှိပေါ့เนาะဗီဒီယို2ပိုင်းခွဲတင်ပါမယ်အဲ့ဗီဒီယို2ပိုင်းကြည့်တာနဲ့တင်စိတ်မင်းဂျပန်မိုင်းအတွက်ကလုံးဝလုံလောက်ပါပြီဒါဆိုရင်စလိုက်မယ်ပေါ့နော်စေးတိုက်ချင်းဆိုရင်စိတ်မင်းလေးကဖူကူယာကူနဲ့ဖူကူယောဟုတ်ပြီနော်ဖူကူယာကူနဲ့ဖူကူယောဆိုရင်စေးတိုက်ချင်းဖူကူယာကူနဲ့ဖူကူယောစေးတိုက်ချင်းအခြေအနေဆိုရင်ဂျောချောနဲ့ဂျောတိုင်းဂျောချောနဲ့ဂျောတိုင်းဆိုရင်အခြေအနေဖူကူယာကူစေးတိုက်ချင်းဖူကူယောစေးတိုက်ချင်းဂျောချောဂျောတိုင်းအခြေအနေအဝတ်လဲချင်းဆိုရင်ခိုးရင်နဲ့ခိကရဲ့အဝတ်လဲချင်းခိုးရင်နဲ့ခိကရဲ့ဒီ meaning လေးတွေက textbook မှာပါပြီးတဲ့ meaning လေးတွေပဲเนาะအဲ့ဒါကိုအဲ့တော့ကလည်းပြောခဲ့ပေါ့เนาะဒါလေးဆိုရင်ခိုးရင်နဲ့ခိကရဲ့ဆိုတာက same meaning ဆိုတာလေးပြောခဲ့တယ်ဒီချာ like မှတ်တဲ့လူဆိုရင်တော့မမိပဲပေါ့เนาะခိုးရင်ခိကရဲ့ဆိုရင်အဝတ်လဲချင်းခိုးရင်ခိကရဲ့အဝတ်လဲချင်းခိုးရင်ခိကရဲ့အဝတ်လဲချင်း ireba gishiga anget ireba gishiga anget ireba gishiga angetစာကဲရုဆိုတာချွတ်ချတာပေါ့နော်အိုရိုစုနဲ့စာကဲရုဆိုတာကချွတ်ချသည်စာကဲရုနဲ့အိုရိုစုကချွတ်ချသည်ဖာချမညာဝအင်ကြီးနဲမဂီပေါ့နော်ဖာချမနဲ့နဲမဂီဆိုတာကညာဝအင်ကြီးဖာချမနဲ့နဲမဂီညာဝအင်ကြီးဖာချမနဲမဂီကညာဝအင်ကြီးအပြုတ်ဆိုတာကတော့နိစခဲနဲ့နိမွန်နိုဆိုရင်အပြုတ်လို့ခေါ်ပါတယ်နိစခဲနဲ့နိမွန်နိုဆိုရင်အပြုတ်မီနူကတော့ခွန်သက်တဲ့နဲ့မဲနူပေါ့နော်ခွန်သက်တဲ့နဲ့မဲနူဆိုရင်တော့မီနူဖြစ်ပါတယ်ခလျာစရင်ဒါဆိုရင်ဒီဘက်သွားမယ်ပေါ့နော်မျိုးချခြင်းအန်ကဲနဲ့နိုမီခိုမီဆိုရင်မျိုးချခြင်းအန်ကဲနဲ့နိုမီခိုမီဆိုရင်မျိုးချခြင်းအန်ကဲနိုမီခိုမီမျိုးချခြင်းယူဒိုနဲ့ရှီဒိုကလမ်းပြခေါ်ဆောင်ခြင်းယူဒိုနဲ့ရှီဒိုကလမ်းပြခေါ်ဆောင်ခြင်းဟိုရှင်နဲ့ဂျင်းမရှင်ပေါ့နော်ဂျင်းမရှင်ဆိုတာအနီအောင်ဖူးပိတ်ထွက်ခြင်းဟိုရှင်နဲ့ဂျင်းမရှင်ကအနီအောင်အဖူးအပိတ်ထွက်ခြင်းဟိုရှင်နဲ့ဂျင်းမရှင်ကအနီအောင်အဖူးအပိတ်ထွက်ခြင်းဂျော့ကုဆိုနဲ့တုတ်ခိုဇူရဲပေါ့နော်တုတ်ခိုဇူရဲဆိုတာအဲ့ရနာဂျော့ကုဆိုနဲ့တုတ်ခိုဇူရဲကအဲ့ရနာဂျော့ကုဆိုနဲ့တုတ်ခိုဇူရဲကအဲ့ရနာပြုတ်ဝင်ခြင်းကတော့အိုတိုနဲ့ဟက်ကူပေါ့နော်ပြုတ်ဝင်ခြင်းဆိုတာကအိုတိုနဲ့ဟက်ကူပြုတ်ဝင်ခြင်းအိုတိုနဲ့ဟက်ကူကပြုတ်ဝင်ခြင်းရင်ဘက်ကတော့မှုနယ်နဲ့ဟီနယ်ကတော့ရင်ဘက်ဖြစ်ပါတယ်မှုနယ်ဟီနယ်ကရင်ဘက်ခြေဘဝဆိုရင်ဒါကလည်းမီးနဲ့မှာတစ်ခါလေးပါပြီးတာတစ်ခါလေးပြောခဲ့တယ်ပေါ့နော်အာရှိနိုဥရာနဲ့ဆိုကုတေဆိုတာခြေဘဝအာရှိနိုဥရာနဲ့ဆိုကုတေခြေဘဝအာရှိနိုဥရာနဲ့ဆိုကုတေခြေဘဝအာရှိနိုဥရာဆိုကုတေခြေဘဝခြေဘမိုးဆိုရင်အာရှိနိုခိုးနဲ့ဆိုကုဟိုက်ဒါဆိုဆိုကုတေဒါဆိုဆိုကုဟိုက်ဟိုက်ပေါ့နော်ဆိုကုဟိုက်အာရှိနိုခိုးနဲ့ဆိုကုဟိုက်ဆိုရင်ခြေဘမိုးဒါလေးပလက်အနေထားလဲဒါလေးကလည်းချက်ပြီးတာပါမယ်နော် textbook မှာပါပြီးတာကြောကိုင်နဲ့အာအိုမှုခဲအာကြောကိုင်ဆိုတာပလက်အနေထားအာအိုဒီမျက်နာမှုခဲမျက်နာဒီဥတီနေပြောကြတယ်တက်တက်ကိုကြည့်နေတယ်ပေါ့အပေါ်ကိုကြည့်နေတဲ့ပုံစံမျက်နာကိုဒီဘယ်လိုပြောမလဲကြောကိုင်ပလက်အနေထားပလက်ပေါ့နော်မျက်နာကိုဒီလိုအိတ်လို့ရှိရင်ဒီမျက်နာကဒီတက်တက်ကိုဥတီနေတယ်နော်ဒီအဲ့လိုမျိုးပြောချင်တာကြောကိုင်ဆိုရင်အာအိုမှုကေကပလက်အနေထားဘေးဆောင်ကစုကုကိုင်ယောခိုးမှုခိဘေးလေးကိုစောင်းနေရတယ်ပေါ့နော်ယောခိုးကဘေးယောခိုးမှုခိဆိုရင်ဘေးဆောင်အနေထားစုကုကိုင်ဘေးဆောင်အနေထားယောခိုးမှုခိလည်းဘေးဆောင်အနေထားဒါလေးကစိတ်မင်းနဲ့ကဲဒါလေးပဲကြမ်းမယ်ဖုကုကိုင်ကတော့ရှမောက်လေးအနေထားပါနော်ဥစုဘူဆေလို့ခေါ်ပါတယ်သူရဲ့စိတ်မင်းကဖုကုကိုင်ကဥစုဘူဆေဖုကုကိုင်ဥစုဘူဆေကမောက်လေးအနေထားဒမ်ဘူရှိရီတင်ပါဒမ်ဘူရှိရီတင်ပါဒါလည်း textbook မှာပါပြီးတာပါနော်ဒမ်ဘူရှိရီတင်ပါခိရှောနဲ့ရီရှောကအိယာထားခြင်းခိရှောနဲ့ရီရှောကအိယာထားခြင်းခိရှောနဲ့ရီရှောကအိယာထားခြင်းဒါ Q site တွေကတော့
chu is ဆိုတော့နဲ့ kiosuke တို့ chu is ဆိုတော့နဲ့ kiosuke ဒီ wine ထားလေးတွေကဘာမှမဟုတ်ဘူးเนาะအလိမ္မာကြက်တုံးကဒါလေးတွေခဏခဏမိတယ်ဆိုပြီးတော့ဒါလေး wine ထားတာလေးပေါ့เนาะဒီနှစ်ခုလေးပေါ့အဲ့တော့ဒီပလက်အနေထားပေးစားအနေထားနဲ့မှောက်လျက်အနေထားကအမြဲတမ်းတစ်ခုမဟုတ်တစ်ခုပါပါတယ်เนาะဒီစိတ်မင်းလေးတွေကြက်ထားမယ်เนาะဒီဗီဒီယိုလေးမှာကတော့တမျက်နှာနှစ်မျက်နှာသုံးမျက်နှာပဲပေါ့နော်နောက်ဗီဒီယိုဖိုင်မှာဒီတမျက်နှာနှစ်မျက်နှာသုံးမျက်နှာပေါ့ဒါလေးဆိုရင်ပြီးပြီပေါ့နော်စိတ်မင်းအဲ့တော့ဒီဗီဒီယိုဖိုင်ကြည့်လူကနောက်ဗီဒီယိုဖိုင်လေးလည်းကြည့်ပေးပါအောင်လို့ပြောချင်ပါတယ်စိတ်မင်းလေးတွေရှာရခက်တယ်ဆိုရင်ဒီဗီဒီယိုလေးမှာပဲဒီချာလေးကြက်သွားရင်တော်တော်လေးပြည့်စုံနေပါပြီ YouTube မှာဒီ TikTok မှာလည်းတင်ထားပေးတယ်ပေါ့နော်ဒီဗီဒီယိုလေးပုံလေးတွေပေါ့အဲ့ဒါလေးနဲ့ကူပြီးတော့မှကြက်လို့ရပါတယ် TikTok အကောင့်ကလည်းအလိမ္မာ sharing ဆိုတဲ့ဒီ YouTube channel ရဲ့ profile လေးပါပဲဒီ GLPD result လေးထွက်တော့မယ်တခုတည်း GFD file လေးစတင်လို့ရတော့မယ် GLPD လေး file လေးစတင်လို့ရမယ်ဆိုတော့ file စာပစ်ပေးပါတယ်เนาะဒီ passport QR စာပစ်လေးပေးပါတယ်တခုတည်းနဲ့ GFDS အတွက်ဒီခုလည်းခုကလေးကြိုတင်စင်းတွင်းပြီးတော့လက်ခံနေပါပြီเนาะ file အတွက်ဖုန်းနံပါတ်တိဆက်ပြီးတော့လဲ Viber Telegram ဖုန်းဆက်ပြီးတော့ပဲဖြစ်ဖြစ်ဆက်သွယ်မိမြနိုင်ပါတယ်ရှင်ဒါဆိုရင်ဒီ video file လေးကိုကြည့်ပြရတဲ့တခါလေးကြည့်ကြမယ်เนาะ